မမရေ ဟေးဘာလဲပြော ဒီနေ့လေတငယ်ချင်းနဲ့လည်းအပြင်သွားဖို့ရှိလို့အဲ့ဒါကားလေးယူသွားခြင်းလို့ အေးယူသွားလို့ရတယ်နော်ပြဿနာတော့တဲ့မလားနဲ့ကောက်လည်းကူးဆိုင်ပြီးမအောင် သိပါရဲ့မမကလည်း တီးလို့ပဲနင့်ကိုပဲငါလန့်နေရအော်ဒါနဲ့နင်ကောက်ယူသွားလို့ရှိရင်ငါစားပစ်ပြနေကြရှိုးတော့မှာလေ6လပြည့်အတွက်ကောက်ဝင်စစ်ပေးခဲ့အောင်ငါပတ်စံထည့်ပေးလိုက်မယ် မမပြနေကြရှုံးတော့ဘယ်နာမှမို့လို့လဲ ဒီ4000ကန်လမ်းမပေါ်မှာပဲ ဟာမမလည်းအခုသွားမယ့်နေရာနေကအဝေးကြီးပဲအဲ့ဒီဝင်လိုက်နောက်ကျသွားမှာပေါ့တခြားဘယ်နာနေသေးလဲ အော်အဲ့ဒါလည်းငါလည်းဘယ်သိပါမလဲဟဲ့ဒီလိုလို့ Suzuki မြန်မာမော်တာ website ရှိတယ်အဲ့မှာ Suzuki အယောင်ပြကန်နေရဲ့လိပ်စာနဲ့ဖုန်းနံပါတ်တွေရှိတယ်ရှာကြည့်ကြည့်လိုက် โอเคအဲ့ဆိုကိုရှာကြည့်လိုက်ရပြီမမအခုသွားမယ့်နေရာနဲ့နီးရရှုံရဲ့လိပ်စာတော့တွေ့ပြီပြီးမှပဲဖုန်းချွတ်ဆက်လိုက်တော့မယ် အေးပြီးရောစားပစ်ပြလို့ရှိရင်လေပြရမယ်စာအုပ်တွေကလေကားတက်ရှော့ရဲ့ answer ထဲမှာထည့်ထားပေးတယ်နင်ဘာမှမသိရင်လည်းရှိုးကလူတွေကပြလိုက် โอเคအဲ့ဆိုနေ့တည်းကျရင်ကားယူသွားလိုက်တော့မယ်နော် အေးပြီးရောအော်ဒါနဲ့ငါဘာဟင်းချက်နေရပါလဲ